မင်္ဂလာပါဗျာ Microsoft PowerPoint မှာ Photo Event ကိုလေ့လာမယ် Photo Event နဲ့ကိုယ့်ရဲ့တပ်ပုံအများကြီးကိုစုပြီးတင်ထားလို့ရတယ်ဒီမှာဒီထဲမှာကျွန်တော်စာရိုက်ထည့်လိုက်တယ်စာရိုက်ထည့်ပြီးတော့ slide number 1 select ပေးပြီးတော့ဒီမှာ theme တစ်ခုရွေးလိုက်တယ်home ထက်က new slide ကိုနှိုက်တယ်ဒီဘောက်ကို select ပေးပြီးတော့ delete key နှိုက်တယ်ကာစာအထဲမှာရောက်နေရင် delete key နှိုက်လို့မပြတ်ပါဘူးဘောက်ရဲ့ပေါင်ပေါ်မှာ select ပေးပြီးတော့ delete key နှိုက်တယ်တပ်ပုံထည့်မယ်ဆိုရင်ဒီလိုမျိုး picture နှိုက်ပြီးတော့ထည့်လို့ရတယ်မဟုတ်ရင် photo event နှိုက်ပြီးတော့လည်းတပ်ပုံအများကြီးကိုတစ်ခါတည်းစီထည့်လို့ရတယ်ဒီမှာကျွန်တော်ရဲ့တပ်ပုံကျွန်တော်ကြတော့ဒီလိုမျိုးဒီတပ်ပုံကိုတောင်းမှာပေါ့ဒီမှာကျွန်တော်တပ်ပုံစီတယ်ကျွန်တော်အကောင် select မှတ်လိုက်ပြီးတော့ insert နှိုက်လိုက်တယ်ဒီမှာ fit to site one picture 2 picture 4 picture 1 picture with title ခေါင်းစဉ်နဲ့ပေါ့2 picture ဓာတ်ပုံ2ပုံနဲ့ခေါင်းစဉ်ဓာတ်ပုံ2ပုံနဲ့ခေါင်းစဉ်ဓာတ်ပုံ4ပုံနဲ့ခေါင်းစဉ်ဒီမှာ preview မှာသူပြထားတယ်ဒီပေးမှာသူပြထားတဲ့ဓာတ်ပုံကဒီလိုမျိုးထွက်လာမှာပေါ့ဒီမှာဒီလိုမျိုးထွက်လာမယ် one picture ဆိုရင်ဒီလိုမျိုးဟုတ်ကဲ့စင် below all picture တဲ့အောက်ပုံရဲ့အောက်မှာပုံရဲ့နာမည်ပါလာတယ်ဒီမှာသူအလိုလိုသူစီလာတယ်ခုနကတပ်ပုံအများကြီးယူထားတယ်ဒီမှာတိုက်တဲ့နေရာမှာတိုက်တဲ့လည်းပါတယ်ဒီပုံရဲ့အောက်မှာပုံရဲ့နာမည်ပါလာတယ်ပြန်ပိတ်လိုက်တယ်နောက်တစ်ခါ photo event ပြန်နှိုက်တယ်ဒီဓာတ်ပုံကို select ပေးပြီးတော့ insert နှိုက်တယ်ဒီတစ်ခါကျတော့ဒီလိုမျိုး 4 picture with title နဲ့ကျွန်တော်ယူလိုက်တယ် create နှိုက်တယ်4 picture နဲ့သူစုပေးတဲ့4 picture title လည်းပါတယ် caption ကြတော့မယူထားလို့မပါတော့ဘူးဒီမှာ theme ပြောင်းလို့ရသေးတယ်ကိုကြိုက်တဲ့ theme ပုံစံပြောင်းလို့ရတယ်ဒါက Microsoft PowerPoint မှာ photo event နဲ့တပ်ပုံအများကြီးကိုစီထည့်တာဖြစ်ပါတယ်